47တိုင်းစီးဆိုင်ခွဲယူလိုက်ရှာနေရလားအဲဆိုလို့ရှိရင်တော့ live channel တော့နော်လိုက်ပြပေးမယ်ပထမဆုံးနေရာကတော့ဒီလူသားလူလာများတဲ့ဒီရဲ့ကျွန်းတော်လမ်းမကြီးပဲဖြစ်တယ်ပေါ့နော်ကျွန်းတော်လမ်းမကြီးကနေလာမယ်ဆိုလို့ရှိရင်တော့ဒီရှိမှာမှန်သတိုင်းရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့မှန်သသားပါအပေါ်တော့မတက်ရအောင်နော်ဆက်ပြီးတော့ရှောက်အောင်ပါလိုက်ခဲ့တိုင်းစီးကိုရောက်ရင်တော့ဒီရုပ်လေးတွေတော့ဒီမှာပေါ့နော်ဒါကတော့ငကားရဲ့လက်အုပ်ပေါ့နော်သူ့ရဲ့မျက်နှာချင်းဆိုင်လက်အုပ်ရဲ့ရှစ်တက်မှာဆိုရင်တော့ V47 ရှိပါတယ်ဒါကတော့ညောင်ပင်မှာဒါကတော့ညီမတို့ V47 ရဲ့ဝင်ပေါက်ပါဒါကတော့ဟန်တာဝတီလမ်းမှာဟန်တာဝတီလမ်းကနေလာမယ်ဆိုလို့ရှိရင်တော့ဒီမှာနိုင်စင်းတွေ့ရပါမယ်ညောင်ပင်နဲ့နိုင်စင်းခြားထဲမှာဆိုလို့ရှိရင်တော့စနီတို့ရဲ့ V47 တိုင်းစီးဆိုင်ခွဲရှိပါတယ်နော်နောက်ဆုံးတစ်နေရာကိုပြမယ်နော်ကားနဲ့လာမဲ့ customer လေးတစ်ခါကျတော့ကားထားဆရာနေရလဲစိတ်ပူစရာမလိုပေါ့နော်ဒီမှာကားပါကင်လည်းကျဲကြီးရှိရယ်ကားပါကင်ကနေလာမယ်ဆိုလို့ရှိရင်တော့ရင်မြင်ပွဲကျင်းပတို့နီးစုံလန်းဆိုတဲ့လေကားကနေပြီးတော့မှတက်လာရမှာဖြစ်ပါတယ်လေကားကနေတက်လာပြီဆိုလို့ရှိရင်တော့ဒီညာဘက်ခြမ်းကိုရှောက်လာရမှာဖြစ်ပါတယ်ညာဘက်ကိုရှောက်လာမယ်ဆိုလို့ရှိရင်တော့ဒီညောင်မင်းကိုပြန်အောင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ခုဟာဆိုလို့ရှိရင်တော့စန်နီက V47 တိုင်းစီးတီးဆိုင်ခွဲကိုလာမယ်လမ်း3လမ်းကိုပြတ်ခဲ့တာဖြစ်ပါတယ်စန်နီတို့ရဲ့ချက်ရတဲ့ customer လေးတွေလည်းတိုင်းစီးတီးဆိုင်ခွဲကိုလာခဲ့ဖို့မေးတယ်နော်